ကဘာပေါ်မှာအတူဆုံးအသက်တာရှိတဲ့အကောင်တွေကမျိုးစိတ်တစ်မျိုးကတော့ Mayfly ဆိုတဲ့ပိုးကောင်ငယ်လေးပဲဖြစ်ပါတယ်။သူတို့ရဲ့အသက်တာကအံ့ဩစရာကောင်းလောက်အောင်တိုးပြီးအရွယ်ရောက်လာတဲ့အချိန်မှာတရက်တောင်မနေနိုင်ပဲတည်ဆုံးသွားလိမ့်ရှိပါတယ်။ Mayfly ဆိုတာရေကန်တွေမြစ်တွေနားမှာတွေ့ရတဲ့ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့အများထင်သလိုသူတို့အသက်တာကတစ်နှစ်တာသက်သက်ပဲမဟုတ်ဘဲ Mayfly တွေရဲ့အများစုဟာသူတို့ရဲ့အသက်တာကိုရေအောက်မှာပဲကုံဆုံးသွားကြရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာဥဝင်လေဖြစ်မွေးဖွားပြီးရေအောက်မှာ nest လို့ခေါ်တဲ့ပိုးတုံးလုံးအဆင့်နဲ့လအနှဲငယ်ကနေနှစ်အနှဲငယ်အထိအသက်ရှင်နိုင်ပါတယ်။အံ့ဩစရာကတော့ရေထဲကနေအရွယ်ရောက်ပြီး Mayfly ဖြစ်လာတဲ့အချိန်မှာပါ။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘုဒ္ဓဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ adapt ဖြစ်လာတဲ့ Mayfly တွေဟာအစာမစားနိုင်တော့ပဲအချို့ Mayfly တွေမှာပါးစပ်တောင်မရှိတော့ပါဘူး။သူတို့ရဲ့တစ်ခုလေးသောရည်ရွယ်ချက်ကမျိုးဆက်တိုးပွားဖို့ပဲဖြစ်ပါတယ်။ဒါကြောင့် Mayfly တွေဟာအုပ်စုလိုက်ပြန်တန်းပြီးလေထဲမှာပဲမိတ်လိုက်ချင်းပြုလုပ်ကြပါတယ်။အချို့နေရာတွေမှာ Mayfly တွေအများကြီးပေါ်လာတတ်ပြီးအလင်းရောင်ရှိတဲ့လမ်းတွေမိရိတွေစီကိုအကောင်ပေါင်းများစွာပြန်ဝင်လာတတ်ပါတယ်။ American နိုင်ငံရဲ့မြစ်တချို့မှာတော့Mayfly တွေမီလီယံနဲ့ချီပြီးတညရဲပေါ်လာတဲ့အထိဖြစ်တတ်ပါတယ်။ Mayfly များရဲ့အသက်ရှင်သန်မှုဟာသဘာဝရဲ့အံ့ဩစရာတစ်ခုပဲဖြစ်ပါတယ်။လအနှဲငယ်နှစ်အနှဲငယ်ရေအောက်မှာနေပြီးနောက်ဆုံးမှာတနေ့တည်းနဲ့သူတို့ဘဝကိုပြီးဆုံးစေကြပါတယ်။ဒါကြောင့်တချို့လူတွေက Mayfly ကို one day like insect လို့တောင်ခေါ်ဆိုကြပါတယ်။သဘာဝလောကထဲမှာတင်းငယ်တဲ့ပိုးကောင်တစ်ကောင်မှလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတစ်ခုရှိတဲ့ကြောင်းဘုဒ္ဓဖြစ်ဖွယ်တင်ပြလိုက်ပါတယ်။